မ
သမီးလေးဒီလောက်ထိလေဝမ်းနဲ့ပူဆွေးမနေပါနဲ့သမီးငိုနေတော့မောင်ရန်နောင်ကပြန်ရှင်လာမှမဟုတ်တော့ဘူးပြီးတော့တရားဥပဒေကလည်းလက်ပိုက်ကြည့်နေမှာမဟုတ်ပါဘူးသမီးလေးကိုကျမ်းမကြီးကိုပြီးစိုက်ပါဦးဟာမအားငယ်စရာမလိုမိဘမှာလေးလေးတယောက်လုံးရှိတယ်နော်လေးလေးကိုမိဘတယောက်လို့အားကိုးလို့ရပါတယ်သမီးကဲတိတ်မင်းဦးထူးမော်ဆိုလို့သိတယ်မလား။ငါမင်းကဖြေလေတိပါကြီးဦးထူးမော်ဆိုလို့မသိရင်အဲ့ဒီလူကြီးတိတ်လိုချင်နေတဲ့အဲ့ဒီလူကြီးနဲ့ပတ်သက်နေတဲ့စိန်ဝင်ကြီးအကြောင်းကိုလည်းမသိအောင်မသိတယ်မလား။ဆရာအဲ့ဒီကိစ္စတော့ကျွန်တော်မသိဘူးဆရာ။မသိဘူး။အေးလေမသိဘူးဆိုတော့မသိဘူးလို့ပဲထားလိုက်ပါဒါဆိုရင်ခုလောလောဆယ်မင်းတို့လက်ချက်နဲ့သိသုံးသွားတယ်အသက်ခံရရတယ်ရန်လောင်ဆိုတဲ့ကောင်မသိဘူးဟမ်သူ့ကျွန်တော်မှစမြင်ဘူးလားတခါမှလည်းမတွေ့ဘူးကျွန်တော်တို့ဆရာဦးတို့ကတော့မင်းကဆက်မပြောမင်းတို့ဘသူကခိုင်းနေမင်းတို့ကဘလို့အကြံစီတွေရှိတယ်မင်းတို့ဘာလုပ်တယ်ဆိုတာငါတို့အားလုံးသိထားပြီဘာပဲဖြစ်ဖြစ်ရန်တော့မင်းတို့အခုလိုလှုပ်လိုက်တဲ့အတွက်မင်းတို့အားလုံးဥပဒေကပေးတဲ့အပြစ်ဒဏ်ခံရလိမ့်မယ်အဲ့ဒီမှာမင်းလည်းပါဝင်ဆရာကျွန်တော်တို့ဆရာဦးတို့ကခိုင်းလို့နေအောင်လေငါလည်းမဆုံးဘူးဥပဒေကပေးတဲ့အပြစ်ဒဏ်ကိုမင်းတို့ခံရတယ်ဆိုအဲ့ဒီထဲမှာမင်းကအသက်တာဆိုရှော့ပေါ်ဆုံးဖြစ်အောင်ဒီနေ့မင်းဟောက်ရှုံးတာကျွန်ရုံပါဆရာကျွန်တော်ဘာလုပ်ပြရလဲကျွန်တော်ခိုင်းပါပြောမယ်မင်းဘာလုပ်ရမလဲဆိုတော့ပထမဆုံးမင်းဦးထူးမော်လို့စီကိုပြန်သွားမယ်နော်အေးဟုတ်လေငါစကားမဆုံးသေးဘူးမင်းဦးထူးမော်လို့စီကိုပြန်သွားမယ်ပြီးတော့ငါခိုင်းတာမင်းဆုံးတခုမှလွဲလို့မဖြစ်ဘူးမင်းဘာလုပ်ရမလဲဆိုတော့ငါအသေးစိတ်ပြောဟုတ်ကဲ့ပါဆရာ
လိပ်စာပါတအခုပြီးဟာဦးလေးမျိုးလိုက်သွားရှာတာအဖေဟာမနေရတော့ဘူး ဖေပါရောက်ကုန်တယ်ဖေပါသိတော့ဗျာ အဖေကိုအဖေတည်ရတာ အဖေကလည်းအားလျှောက်တော့အားတရားလို့နော်ဖေမောနေမှာခဏလေးလွှဲနေတယ်နော်ဒီစကားတော့ပြောတော့မောနေရှောင်းတော့ခလိုက် တာတာတာ ဟ
ဘာသတင်းထူလို့လဲပြောလေ ကျွန်တော်တို့အရင်အရေးကြီးတဲ့တဲ့တခုရတာ ဟုတ်တယ်ဆရာကျွန်တော်တို့ကားပါကင်မှာလှုပ်နေနောက်တွေ့တယ်ပြပုတ်တက်ခဲ့ကိုလည်းမဟုတ်ဘူးဟာရန်တော့မှကွာဟာ ဖက်မဟုတ်ပဲဆောက်ပြောမယ်ရုပ်ချင်းတို့ကဖြစ်ပါ မင်းတို့တာနေစမ်းမှာကွာဘာတွေဖြစ်နေတာလဲဟိုမင်းပြန်ပြောသား ဟုတ်တယ်ဆရာရန်တော့မှစစ် ဘာပြန်တော့ဟုတ်လားထုံးလူ ရဆရာကြီး ဒီကောင်တွေကပြောနေတယ်ရန်နောင်နဲ့တွေ့ခဲ့တယ်တဲ့ လုံးဝမဖြစ်နိုင်ဘူးဆရာကြီးရန်တော့ကျွန်တော်ကိုယ်တိုင်ကျွန်တော်လည်းနဲ့ပြတ်သက်ခဲ့တာပဲဟဲ့မင်းတို့လည်းမြင်နေတယ်ကွာ ဟုတ်လားဟဲ့ကောင် ဟုတ်တယ် ဒါဆိုရင်ဒီကောင်ကဘာတူလဲသူ့ညီများလိုက်လာတာလားမသိငါရဲ့အကိုကြီးမှာသားနှစ်ယောက်ရှိတယ်အမွာညီကိုရန်နောင်နဲ့ရန်အောင်နဲ့ဒါဆိုရင်ဒီကောင်ကအငဲကောင်ရန်အောင်ဖြစ်လိမ့်မယ်ထင်တယ် ဆရာကြီးငယ်ကောင်ပေါ်လာပြီဆိုတော့ကျွန်တော်တို့လူတက်လာတဲ့ကိစ္စပြဿနာတက်သွားနေတယ် ငါလည်းအဲ့ဒီကိစ္စစဉ်းစားနေတာတော်သေးတာပေါ့အဲမှာသမီးမရှိငါလိုချင်တဲ့ပစ္စည်းရတယ်ဘယ်ရောက်နေလဲမသိလူတမ်းမှုကလည်းကျူးလွန်တာဒီလောက်တန်မိုးကြီးတဲ့ပစ္စည်းကြီးကိုလည်းငါအဆုံးရှုံးမခံနိုင်အဲ့ဒီတော့မင်းတို့ဒီကောင်းကိုအခွင့်တာလို့ရှိရင်
ကျေးဇူးတင်ကိုကြီးကျွန်တော်ပြဿနာကိုအခုလိုဝင်ပြီးဖြေရှင်းပေးတဲ့အတွက်ကိုကြီးရမ်းကျူးတယ်အကိုကြီးဟမ်ကျွန်တော်ပြောတော့ကြားရလားမင်းဘာပြောတာကျေးဇူးတင်တဲ့အကြောင်းပြောနေတာလေဗျာဟမ်ကျေးဇူးတင်ဟုတ်တယ်ဘယ်သူဟာဗျာအကိုကြီးပြောနေတာလေဗျာအော်ငါ့ဟုတ်လားဟုတ်တယ်ကောင်းလေမင်းငါ့ကိုကျေးဇူးတင်ကြမလို့ပါဘူးပါဘာဖြစ်လို့လဲဘာဖြစ်ရမှာလဲပြဿနာအခုမှအစပဲရှိနေတယ်နောက်ထပ်ဒီလိုပြဿနာမျိုးမင်းအများကြီးရင်ဆိုင်ရလိမ့်မယ်အဲ့လိုပြဿနာဖြစ်တိုင်းလေမင်းသားကိုရောက်လာတယ်ခုလိုပဲကူညီပေးဦးမှာပါကွာအဲ့ဒီအတွက်မင်းကငါ့ကိုကျေးဇူးတင်မယ်ဆိုရင်ကျေးဇူးတွေအများကြီးလူသေးတယ်နော်အဲ့ကျေးဇူးတွေမစုထားတယ်အောင်သွားဒီကောင်စော်ကတော့နှင်ခံထားတာငါတို့ခံရတာမဟုတ်ဘူးငါတို့ကနှင်ဘက်ကနာလို့နင်ကဘာလို့သူ့ဘက်ကပါဒီမှာဒီဘဲရလာလို့ဘဲကိုသွားမှမသိတဲ့ကောင်မလားဘာကိစ္စနာလဲပြီးတော့ဒီကောင်နင်ကိုစော်ကားထားနင်တို့သူ့ကိုအထင်လွဲနေတာ तू ကငါ့ကိုစော်ကားခဲ့တာမဟုတ် तू ကငါ့ကိုကူညီခဲ့တာ ဘာကူညီတာတော်စမ်းပါငါ နင်တို့သူ့ကိုအထင်လွဲနေတာအဖြစ်ပြက်ကိုသိချာမသိပဲနဲ့စွပြောနေတယ်ငါပြောပြအေးဖြစ်ကောင်းအဲ့ဒါပဲအဲ့တော့နင်တို့သူ့တောင်းမှလား အော်အဲ့လိုလားငါတို့ကဘယ်သိမလဲဟာ ဟုတ်ပါကျွန်တော်မသိလို့လက်တွေရှိလို့ပါပြီးတော့တောင်းမှဟုတ်လို့နော် စိုးရလားတောင်းမလို့ ကျွန်တော်တော့ ရေဦးလေနည်းနည်းလေးပြောပြခဲ့ ကိုအောင်လို့ပဲမှတ်ထားလိုက်
မပြေခဲ့ဘူးမို့လားငါသိဒီလောက်လူတွေအများကြီးနေနေကွာတယောက်တည်းကို ကျွန်တော်တို့အဆင်ပြေပါတယ်ဆရာကြီးလူတယောက်ဝင်ရှုပ်လို့ကျွန်တော်တို့ကိုပြတ်တာဟုတ်တယ်အဲ့ဒီလိုတမ်းမှန်လို့မဖြစ်နိုင် ဟုတ်တယ်ဆရာကြီးအဲ့လူကတာမန်လူတော့မဖြစ်နိုင်ရဲထောင်လိုက်ရင်ပဲဖြစ်နိုင်တယ် အဲ့ဒါကြောင့်တော်ဝင်းရဲ့ရေးမိမှာဆိုကျွန်တော်အားလုံးတက်တယ် ဘူပန်းဆရာကြီးဒီတစ်ခေါက်တွေ့တယ်မှာပြတ်ရှင်းခဲ့မှာ တော့စမ်းကွာမင်းရဲ့အကောင်ကြီးပြီးအုံနောက်မရှိတဲ့စကားတွေနဲ့ရှောက်ပြောမနေလှုပ်တယ်ဆိုလူကင်းမဲ့တယ်လှုပ်မင်းတို့ကမြန်မာနိုင်ငံရဲတပ်ဖွဲ့ချင်းများမှတ်မင်းတို့ရဲ့ခတ်တုံးတုံးလှုပ်ရှားမှုဟိုကတောက်ကြည့်ပြီးမှမင်းတို့ဆွဲသိလိုက်လေဒီတစ်ခါနောက်ဆုံးအနေနဲ့ကြိုးစားကြည့်အစင်မပြေဘူးဆိုရင်ဒီကောင်အင်းကိုဖန်ခေါ်လာကြပါလားဒီလိုရလားဒီလိုတက်တာဒီပါရအောင်ဒီလိုอ่ะဒါမှမဟုတ်ရလား ဘုရားဒီနေ့ကိုရန်တွေ့ခြင်းနဲ့လူရောက်လာရှိသူ့နာမည်ပြန်အောင်ကိုရမခွေအာယောအဲ့ညရောက်နေငါတို့ကလိုက်ရှာရှာလိုက်ရတယ်အင်း ဟာဒီမှာအကွန်းလာပြီးစကားပြောနေတယ်အခုနာမည်ကကိုရန်အောင်နဲ့သူကဒီမျိုးကိုသူ့ကိုလာဆိုင်နဲ့ရောက်နေတာဟာသူကနေရလေခုတည်းကသူ့ကိုရှာမတွေ့သေးဘူးလေဟာ ကိုမအရန်ချရတဲ့အမွှားကြီးကိုတယောက်ရှိခဲ့ဘူးအဲ့ဒီကိုနဲ့တွေ့ရင်ဆိုရဒီမျိုးကိုလိုက်တာ ဒါဆိုရင်ကိုရင်အောင်ကပျောက်ဆုံးသွားတယ်ကိုရင်အောင်ရဲ့အခုကိုရင်အောင်လာရှာတာပေါ့ ဒီချိန်ကြီးကိုနဲ့မတွေ့ရဘူးကိုရအောင်ကြီးကိုညံအောင်ပျောက်နေဆိုတာသိကြလို့လားကျုပ်ကတော့သိမယုံဘူးဗျာကိုရီကတော့ကိုရဲ့အကူကယူဆတဲ့မိုင်းနဲ့ပတ်သက်ပြီးအသက်ခံရတယ်လို့ပြောတာ ဒီကိုကအမျိုးပြောဝင်ရဆိုလို့ရှိရင်ကိုရန်တော့လွတ်ဆန်ထားရတာပေါ့နော်အဲ့ဆိုရင်ကိုဒီမျိုးရောက်ပြီးတဲ့ကကိုရန်အောင်နဲ့မတွေ့ကြတော့ဘူးပေါ့နော် ဒီဘာဖြစ်ပါကျွန်တော်တို့ခင်ဗျားတို့ကမိတ်ဆွေတွေဖြစ်သွားပြီကျွန်တော်တို့တက်နိုင်တာတော့ပြင်ပါ ကြားရမှာဘယ်မှမသိတဲ့သူရဲ့တိုက်ခတ်တော့အများခံနေရဒီကိစ္စကြောင့်ဘယ်လိုစဉ်းစားမရဘူးဖြစ်ကိုကလည်းဘာဆက်လို့မှမသိဘူးအေးကျုပ်တို့မျိုးသားရခင်ဗျားတို့တော်သားကြီးလောက်ရိုးသားဘူးဗျာပြီးတော့လေဒီမှာဒူးဆက်သမားတွေကပေါ်တယ်ဒါရီထားပါဗျာကျွန်တော်ကိုရအောင်တော့ကူညီဖို့စဉ်းစားရှိပြီသားအခုအပြင်ကကြားရတဲ့ဒီလေးကို
သိပါဘူးကွာကိုအောင်မျက်နှာဖုံးစွန်းတဲ့လူတွေဝိုင်းထုံနေလို့ငါတို့ကူညီပေးနေ ဟုတ်ဒါဆိုကိုအောင်ဘယ်ရောက်သွားလဲ ဘယ်ရောက်ကုန်လဲမသိပါဘူးခါဒီကောင်ငါတို့အဖွဲ့နဲ့ဝိုင်းတီးခဲ့ပြီဒီကောင်တွေလည်းပြောက်ကုန်တယ်ကိုအောင်လည်းမရှိတော့ဘူး ကိုအောင်ဘယ်ရမှမသိတဲ့လူတွေကဘာလို့လုတ်တက်တင်ကြလဲဟာကိုမျိုးလာအဲ့တယ်တော့အဲ့လိုလုတ်တက်မှုမကောင်းပါဘူးတော်တော်မရိုင်းတဲ့လူတွေပဲ မနေ့တနေ့မှရောက်လာတဲ့ကိုအောင်ကျတော့စိတ်ပူပြီးတော့ငါတို့ကျဖုံးနေတဲ့ငါပြီးရှိရလို့တော့မင်းမထင်ဘူးနော် ဟုတ်တယ်နော်အဲ့ဒါနည်းနည်းတော့များသွားပြီငါတို့လည်းယောက်ျားတွေပါဟာကိုအောင်တော့မစွမ်းရအောင်ကိုအောင်လည်းတော့မညံ့ပါဘူး ဟဲ့ငါစကားကောင်းပြောနေရနော်ညငါ့မနှောင်းနဲ့ဘာပဲဖြစ်ဖြစ်ကိုမျိုးလာလဲအဲ့တော့ညကူညီပေးရမှာပေါ့ ခေပါဟာဟုတ်ပါနေရာနဲ့ပွားစီပွားစီနဲ့ဖွားကြီးကြနေမယ်လာတော့မယ်တော့မယ် ဘယ်လိုလဲငါတွေ့ဒီရလာမင်းသိအံ့ဩသွားတာမို့ညာသူကမင်းရဲ့အကူမောင်ရန်အောင်ရဲ့ဓာတ်ပုံပဲကွာဦးကမင်းရဲ့ဦးလေးဦးထုမော်လေးကွာမင်းမမှန်ပြီဘူးလားအတူကြီးဟာမင်းဒီမျိုးလာမယ်ဆိုရင်လည်းဦးကိုလှမ်းပြီးအကြောင်းကြားပါလားဦးမင်းကိုလာကြုံမှာပေါ့ကွာ
ဒါတဲ့မင်းရဲ့အဖေငါရဲ့ကိုကြီးကိုနေကောင်းရဲ့လား ဖေးဆုံးပြီဦးလေး ကိုကြီးဆုံးပြီဟာကိုကြီးဟာရှင်မဖေးရလေကိုကြီးအတူကြီးဟာမင်းနေနိုင်တယ်ကွာကိုကြီးသိတဲ့ကြောင့်ဦးဘာလို့အကြောင်းမကြားရလဲကွာဦးလမ်းမင်းတောက်ကြောက်ရောရှင်မဖေးရလေကိုကြီးဟာ ငါတူကြီးမင်းတော်တော်ကံကောင်းလာတယ်ကွာဒီမျိုးကတော်တော်ဆိုးတဲ့မျိုးကွာလူဆိုးတွေလူမိုက်တွေတကွယ်ပေါ်တာမင်းကံကောင်းလို့ငါလူတွေနဲ့တွေ့လာလားငါတူဒီကမင်းရဲ့အိမ်မဲနော်ဘာမှအာမနာနဲ့မင်းပျော်သလောက်နေလို့ရတယ်သိလားမင်းရဲ့အကူကတော့တော်တော်ကံဆိုးတာပဲကွာ ဒီမျိုးကလူစိတ်သမားကြီးလက်ချက်နဲ့စီစား လူလဲလူရောက်နေ ကျွန်တော်ပါဒီကြီးလေး ဟောငါမောင် ဟုတ်ပါ ငါမောင်ကမင်းကိုနဲ့တူတယ်ဆိုတော့အမမြင်စင်လိုက်တာကွယ် အခုနဲ့ကျွန်တော်နဲ့ငယ်ငယ်လေးတည်းကွဲသွားတော့ကျွန်တော်လည်းအခုကိုအရင်တွေ့ဘူးချင်ကိုတက်ပုံတွေ့ရတော့ကိုနဲ့ကျွန်တော်နဲ့အရင်တွေ့တာပဲ မင်းကိုလှုပ်ချန်ခံရတယ်လို့ပြောတာပါပဲငါမောင်ရဲ့ ကျွန်တော်စိတ်မကောင်းပါဘူးဒါနဲ့ရေးရညလုံးကဘယ်ဖြစ်တာ မင်းကိုဆုံးလို့အမအဲ့ရထဲမှာငိုရင်းနဲ့ဆေးမတောက်ပြီးတော့မျိုးလုံးခွေသွားတာပါပဲငါမောင်ရဲ့ ကျွန်တော်စိတ်မကောင်းပါဘူး ဘယ်မှာဝင်နေမသိပါဘူးငါမောင်ရဲ့မမျိုးလုံးအောင်ကွယ်မင်းကိုကဆုံးနေအမကဝဆိုးပါငါမောင်ရဲ့ မြေရောင်ရဲ့မျိုးလေးမင်းလေးပြောရဲ့ဇနေအေးမြတ်တယ်အတူပြန်ဆုံးမဲ့အခွင့်အရေးပေးမလားကွယ်ကျင်နာတဲ့အကြောင်းလေးပြောပြမယ်စိတ်ကောင်းတဲ့မျက်လုံးလုံးနှလုံးသားထဲမှာသူအမြဲဆိုမှုတယ်ချိုးမင်းစမဲသူအနမ်းလေးပေးရှင်
ဒီရင်ခွင်တဲ့အမြဲသိထားမယ်ရှင်တဲ့မှာကိုအတွက်မင်းလီပါကိုချေစာအချင်နာရီပေးမလားဝေးသွားမှာအမြဲတမ်းဆိုမိတယ်မင်းလေးနာမခွဲတဲ့ချင်နေမှာ Lemon, go to Mingli ba, go chesa, a genari be mala, with mama, a meran so media, million of a mera chinima. Union the Ari Mashibu gray, Ninja Murico, Bisa Dùng chi ba đông đang lấp yếu chất trẻ Xin ta nên dễ bế chế xì đề Xin đế mà Cô bố à mi lì bà Cô chế xa Ở trên nào rì bế mà là Quý toa mà Âm nhé đơn dù mì đà Mê lì nào mà quay ra trên nền mà Cô chế xa ở trên nào rì bế mà là quý toa mà mẹ đơn dù mì Nghĩ là đi đâu nhỉ? Cho nó anh em mà lấy sản này. Phong mà bà bé này bé mà to bà này luôn. Cho nóပြောra đây là mấy gì? Đéo đi bảo lúc sau tuần. Cái sao mà chỉ bảo u ngắm mỏi. Thì nhà đi à mà toán này trả này trả này. Mà đợi mà xui mà này. Thứ lúc bạn rồi lấy là gì? Không đấy cô. Cô đã có biết là nào thì cái đấy à? Cô biết rồi sao biết? Thứ lúc xây bự rồi tuổi gì này rồi này cho nó hơi lấy là cô. Xui là chịu đi mà đấy. Lâu chỉ làm xui mà này à? Cô bảo gì bảo? Cô đã xây một vụ này bây giờ này, thu là nếm đi time lại phía này. Mama. Dạ. Thứ lúc bao nhiêu này? Mỹ Lê. À là Mỹ Lê rồi mới vào Mỹ Lê. Cho nó đi ông tí đã. Quả, ô tất cả biểu hiện có không bị sửa lại là.ဟုတ်တယ်။မီးလေးနာမည်မချောတဲ့။မချော။ထူထူတဲ့။ဟိုတယောက်ပိုင်ဆိုတဲ့။ဟိုဘက်ဆုံးသွားဟိုရက်ရှိရှိနဲ့ဦးကျော်အောင်ကောင်းအောင်နောင်နောင်တဲ့။ဘယ်လိုလဲငါတို့မင်းတိတ်အံ့ဩသွားတယ်မင်းရဲ့မကြီးကသူမျက်စိကောင်းတဲ့အချိန်နဲ့ကမင်းကိုကြီးကပညာနဲ့တစ်ခါသင်ထားတာ
ဒီလေ ကိုကြီးကျွန်တော်တွေ့တယ် အေးကွာငါလည်းမင်းကိုတွေ့ချင်တယ်ဘာမှပြောမလို့လာကောက်ပါတယ် ကျွန်တော် ကိစ္စရှိလို့ဆိုရဲမင်းကပြောစရာရှိလို့ခေါ်တယ် ဘာတွေလဲဗျာကိုကြီးကပါကျွန်တော်နဲ့ဘယ်လိုပတ်သက်နေကျွန်တော်ဒီမျိုးကိုရောက်ကြတဲ့ဟာတစ်ချိန်လုံးတိုက်ခိုက်ခံနေရတယ်ဘယ်သူတွေမှလည်းကျွန်တော်မသိဘူးပြီးတော့ကိုကြီးကပါကျွန်တော်အကူနဲ့ကျွန်တော်တွေ့ချင်လို့လာကျွန်တော်အကူနဲ့လည်းမတွေ့ရတော့ကျွန်တော်ဘာမှနားမလဲတော့ဘူးအကူနဲ့ကျွန်တော်ဘယ်လိုပတ်သက်နေ နေပါဦးကွာနေပါဦးမင်းမေးတဲ့မေးခွန်းတွေကများလုံးတော့ငါဘယ်ကဘယ်လိုစဖြစ်ရမှာမသိတော့အဲ့တော့မင်းမေးတဲ့မေးခွန်းတွေကိုငါမဖြေငါပြောမဲ့စကားတွေနင်းအရှင်ဆုံးနားထောင်မင်းကောင်းရင်းနဲ့နားထောင်ဟုတ်တယ်မင်းဒီကိုစရောက်လာတဲ့ကတိုက်ခိုက်ခံရလေပြဿနာရှာခံရလေနဲ့ငါသိထားတယ်ဒါမဲ့မင်းတို့အဲ့ဒီပြဿနာရှာတဲ့လူတွေကဘယ်သူတွေလဲမင်းနဲ့ဘယ်လိုပတ်သက်လဲမင်းသိဖို့လည်းမကြိုးစားမင်းသိလည်းဘာမှမလုပ်အဲ့တော့မင်းအခုနေနေတဲ့ပုံစံအတိုင်းပဲနေဒါမဲ့မင်းရဲ့အသက်အန္တရာယ်မင်းရဲ့လုံခြုံရေးအတွက်မင်းကမင်းပဲကြိုးစားရလိမ့်မယ်မင်းကမင်းပဲတာဝန်ယူရလိမ့်မယ်ငါပြောတာရှင်းလား ဒါဆိုကိုကြီးကပါဒီကနေ့အကိုကြီးက ခံနေအဲ့ဒီကြောင့်လည်းမသိချင်ပါနဲ့စောပါလေအချိန်တန်ရင်နင်အဲ့ဒါတွေအားလုံးသိရမှာပါဒါမဲ့အခုလောလောဆယ်မင်းသိထားမှာမင်းအတွက်အန္တရာယ်ရှိတယ်အဲ့တော့ငါပြောတဲ့စကားတွေကိုမင်းကောင်းထဲမှာဆွေးနွေးမြဲမှတ်သတိထားပြီးနေပါဘာလဲမင်းဘာပြဿနာပဲဖြစ်ဖြစ်မင်းနားမှာငါအရှိတ်ကိုအများအားရှိနေတယ်ဆိုတာတော့မမှတ်ပါ ဘာတွေလဲဗျာကျွန်တော်ဘာမှနားမလဲတော့ကိုကြီးကကျွန်တော်အကူနဲ့တွေ့ချင်လို့လာတယ်ကျွန်တော်အကူနဲ့လည်းမတွေ့ရတော့ကျွန်တော်ဦးလေးပြောတာကျွန်တော်အကူယူစရိုက်ဓမ္မတွေရဲ့လက်ချက်နဲ့အသက်ခံရတယ်ပြောတော့ပြီးတော့ကျွန်တော်တစ်ချိန်လုံးလူတွေဆိုလိုက်ပြီးတိုက်ခိုက်နေသူတို့ကဘာတူအကူရောက်ပါတယ်ကျွန်တော်လည်းဘယ်လိုပတ်သက်နေ ငါ့ကိုဘာမှထပ်မမင်းနဲ့မင်းကငါပြောနိုင်တာပြောတင်တာအကုန်လုံးငါပြောပြီးငါ့ကိုဘာမှထပ်မမေးပါနဲ့တော့ကွာဒီတဲ့ပုံပြီးမင်းကလည်းငါဘာမှပြောမပြနိုင်အေးခုနကငါပြောသလိုပဲခုကိစ္စမှာမင်းကအဓိကချတဲ့လူတစ်ယောက်ဖြစ်သွားပြီအဲ့တော့မင်းငါတို့ကူညီရလိမ့်မယ်မင်းကူညီမှလည်းဒီကိစ္စဖြစ်မှာ ဒါဆိုအကိုကြီးက တော်တော့ပါမင်းကဘာမှထပ်မပြောနဲ့တော့အခုငါပြောတဲ့စကားတွေကိုမင်းကောင်းထဲမှာဆွဲဆွဲမြဲမြဲမှတ်မင်းတောက်တတ်တယ်မလားကြိုက်တယ်လို့တော့ကြားတယ်လို့ကိုမှရှိအေးပြီးရင်မင်းအခုနေနေတဲ့နေရာကိုငါကိုယ်တိုင်မျိုးရောက်ပြန်ပို့ဟုတ်ကဲ့ ကိုကြီးမမေးတော့ဘူးဗျာတောက်တော့ ဒီလေနေပါဦးကွာမင်းကလောလိုက် ဒီလေ ငါမောင်ခဲပြန်လာ ကျွန်တော်အပြင်သွားပြန်လာအိမ်မှာလည်းတရားမရှိပါဘူးခုလေးတော့ ကိစ္စတစ်ခုရှိရဆိုပြီးအပြင်ထုတ်သွားတာပဲငါမောင် အဲ့ဆိုတော်ရဲ့ရေးလေးကိုကျွန်တော်ပြောစရာရှိတယ် ဘာပြောစရာရှိလို့လဲငါမောင် အကိုလှုပ်ကြံခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တန်တရားဖြစ်တဲ့လူရှိတယ် ငါမောင်ဘယ်သူ့ကိုတန်တရားဖြစ်နေလို့လဲ အ
အဲ့ဒါတွေကိုရေးလို့ကျွန်တော်နောက်မှပြပြမယ်နော်အခုလိုချင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးမရေးလေးပါအန်ဒီဖြစ်လာနိုင်တယ်မရေးလေးနေတာထိုင်ရသတိထားပြီးနေပါ စိတ်ချပါငါမောင်ရဲ့အမအတွက်မပူပါနဲ့အမမှာဘာအန်နေမှမရှိနိုင်ပါဘူး ပြောလို့ရမလားဗျာအခုချိန်ကစပြီးတော့ရေးလေးသွားစရာလာစရာရှိလို့ရှိရင်မသူနဲ့မှသွားလာတာမလုပ်နဲ့နော်ရေးလေးကသူများတွေလို့မြင်လို့မြင်တာမဟုတ်ဘာပဲဖြစ်ဖြစ်ခိုင်းစရာရှိလို့ရှိရင်ကျွန်တော်ပဲလုပ်ပြန်တက်လာနော်အေးပါငါမောင်ရဲ့အမအတွက်ဘာမှမစိုးရင်နဲ့နော် ကိုတွေ့ကြုံလိုက်ရှာနေကိုကဒီရောက်နေရအောင် ဘာကိစ္စရှိလို့လဲ ဟာလေကိစ္စရှိမှတွေ့ရမှာ ဩအဲ့ဒီဘောနဲ့ပြောရမှာမဟုတ်ပါဘူးကိုကရိုးတန်းပြောတာ ဒါတော့ကိုဘယ်ကမှမသိရလူတွေလိုက်နောက်ရှက်နေရတယ်ကြားတယ်အဲ့ဒါဘာဖြစ်လို့လဲအခုမှဘာပြဿနာရှိလို့လဲညီမသိလို့မရအောင်လား ဟုတ်အဲ့ကိစ္စကိုဘာလို့မေးလဲ ဟိုအခုကိုကူညီလို့ရရင်ကူညီချင်လို့ပေါ့ ဘာဖြစ်လို့ကူညီချင် ကိုဆိုရင်လို့ပေါ့ ဘာလို့ဆိုရင်မင်းကိုချင်း လူရုံလို့မရအောင်ဖတ်ထားပြီးတော့မှဒိန်းနေကြလို့သိလို့လား ดูแลခန်းတော့ဘူးဝင်လာမေးနေလေလေးလားလေးလားလေး ดูเลยท่านได้ยอมกับดูเลยเรื่อยๆล่ะดู
လဲလို့မေးနေလေ 你好不了，好不了。ဘာတွေဖြစ်နေကြလဲဟမ် ဘယ်ကလူတွေမှလည်းမသိဘူးလေးလေးအိမ်ထဲကိုဝင်လာ ဟုတ်လားတွေ့ ဟုတ်တယ်ညနေဘုံစုတယ်နဲ့ဘယ်သူလဲကျွန်တော်လည်းမသိ အိမ်မှာလူတွေဒီလောက်အများကြီးရှိရတာနဲ့ကွာတော်တော်အတင်ငဲတဲ့ကောင်ဟဲ့ကောင်မင်းဘာလုပ်နေလဲဟမ်ချမ်းတကားကိုတိတ်ချပိတ်သွားမှားထားရတာနဲ့မင်းတော်တော်အသုံးမကျတဲ့ကောင်ကွာငါလှုပ်ရင်သေဦးမယ်မင်းသမီးလေးကဘာဖြစ်သွားလဲဟဲ့ ဘာမှမဖြစ်ဘူးလေးလေးတော်သေးတာပေါ့မောင်လေးရှိနေလို့မောင်လေးနဲ့တိုက်ခိုက်ပြီးတော့ထွက်ပြေးသွား တော်သေးတာပေါ့ကွာငါတူကြီးရှိနေတယ်မကြီးကဖျားပူးရင်ဆိုလို့ကျွန်တော်လိုက်ပို့ပေးပြီဖျားလိုက်ပူးပြီဆိုတော့ပြန်ကြအောင်နော် ပြန်มาပေါ့ငါမောင်ရဲ့ဒါပေမဲ့ဒီနားမှာအမခဏလောက်နားပြရစီ ဘာကြီးလို့ဟုတ်မကြီးလေးမောလို့လား မဟုတ်ပါဘူးငါမောင်ရဲ့ငါမောင်ဖေကဆဲလဲတဲ့ကြားရတယ်မလား ကြားရလေဘာဖြစ်လို့လဲ မမျက်စိမမြင်ရတော့ဖေကအမြင်အာရုံနဲ့ဖူးလို့မရဘူးလေငါမောင်ရဲ့ဒီဆဲလဲတန်လေးတွေကိုလေအာရုံပြုတ်ပြီးစိတ်ကြည်နူးရတာပေါ့အမလေအခုချိန်မှာအမမျက်လုံးနဲ့အရန်ပြန်မြင်နေတာပဲငါမောင်ရဲ့ခုနေများအမမျက်လုံးပြန်မြင်ဒီဖေကကိုလေအမ အဲ့လိုကြီးစိတ်မကောင်းရင်ပြောနေမကြီးလေးမကြီးလေးရဲ့မျက်လုံးတစ်စုံလုံးဗမားတော်ကြီးတွေနဲ့ပြေချာပြမယ်ဆိုလို့ရှိရင်ပြန်ကောင်းအောင်ပါနော်ကျွန်တော်လေမကြီးကိုပြောစရာတွေလည်းရှိတယ်မေးစရာတွေလည်းရှိတယ် အော်အမလည်းငါမောင်ပြောစရာရှိရဲ့ ဒါဆိုရင်မကြီးကျွန်တော်အရင်ပြောတယ်ဘာပြောမှာလဲ အော်ငါမောင်ကအငဲဆိုတော့ငါမောင်ရင်ပြောပါ အကိုအသက်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရင်ထဲမှာလုံးဝအစာမကြေဘူးဖြစ်နေတယ်ဒီကိစ္စလုံးဝသွေးရသားမဖြစ်နိုင်ဘူးလို့ကျွန်တော်ထင်တယ်အကိုနဲ့ပတ်သက်ပြီးတော့ကြီးလေးပါလေသိထားသေးတယ်အဲ့ဒါတွေကိုကျွန်တော်ပွင့်ပွင့်လင်းလင်းပြောပြပါလားဟမ် အမလည်းတိတိကျကျမသိပါဘူးငါမောင်ရဲ့ဦးလေးပြောတော့တန်မိုးရှိရဲ့ပစ္စည်းတစ်ခုနဲ့ပတ်သက်ပြီးတော့ဒူးဆိုင်သမားကြီးနဲ့နင့်ကိုကဆက်သွယ်တာ
အဲ့ဒါနဲ့ပဲနင့်ကိုအသက်ခံရတယ်လို့ပြောတာပါပဲငါမောင်ရဲ့ ဒီကိစ္စသွေးသောလုံးဝဖြစ်နိုင်မှာမဟုတ်ဘူးဘလို့နည်းနဲ့ပဲဖြစ်ဖြစ်ဦးလေးဦးထုမော်ကျွန်တော်လုံးဝမယုံဘူးညာဒီကိစ္စဦးလေးနဲ့တနည်းမဟုတ်တနည်းပတ်သက်နေလိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ် ဟုတ်ပါမလားငါမောင်ရဲ့အမားတို့မှာဆွမျိုးရင်းစာဆိုလို့ဒီဦးလေးတယောက်ပဲရှိရလေတော့ကြောင့်ငါမောင်ထင်တယ်လို့မဟုတ်ခဲ့ဘူးဆိုရင်ကျေးဇူးရှင်ကိုစော်ကားတယ်လို့ဖြစ်နေမယ်ငါမောင်ရဲ့ ဟုတ်နိုင်တယ်မီးကဘာမှမမြင်တွေ့ရတော့မဟုတ်တာကျွန်တော်ကအရာအလုံးမြင်နေတွေ့နေရတော့ ဟုတ်ပါရဲ့ငါမောင်ရဲ့အမကဘာမှမမြင်ရတာ ဟုတ်မီးကတော့ကျွန်တော်အဲ့ဒီဘောနဲ့ပြောတာမဟုတ်ဘူးနော်စိတ်မဆိုးပါနဲ့ဗျာနော်ကျွန်တော်အဲ့ဒီဘောနဲ့ပြောတာမဟုတ်ဘူးမီးရဲ့ကျွန်တော်မြင်နေတွေ့နေရတဲ့ဟာတွေကမသင်္ကာစရာတွေဖြစ်နေလို့အဲ့ဒါကြောင့်ပြောတာပါဟုတ်မကြီးကျွန်တော်ကိုပြောချင်တယ်ဆိုတာဘာလဲ အမပြောမဲ့ကိစ္စကလည်းမင်းကိုနဲ့ပတ်သက်တဲ့ကိစ္စပါပဲငါမောင်ရဲ့မင်းကိုမတည်ခင်တော့အမကိုလေမြေပုံညှိုးလို့မှတ်သားလုပ်ထားတဲ့စာရွက်တရွက်လို့အမကိုပေးခဲ့တယ်ငါမောင်ရဲ့ အဲ့စာရွက်မြည်စီမှာလား ဟုတ်တယ်ငါမောင်ရဲ့လုံစုံချိတ်သားတဲ့နေရာမှာအမသိမ်းထားတယ် အဲ့ဒါဆိုရင်တော့တေးကြနေပြီဦးလေးဦးထုမော်ရဲ့အဲ့ဒီစာရွက်ရဲ့အကိုလုံးကြံခိုင်းရတဲ့ဆိုတဲ့ကိစ္စရဲ့ဒါတွေအားလုံးကပတ်သက်မှုတစ်ခုတည်းဖြစ်ရမယ် ကောင်းလေး ဟာကိုကြီးဒီကိုဘယ်လိုလုပ်ပြီ ကောင်းလေးမင်းကငါပြောခဲ့ဘူးလေမင်းနောက်မှာငါအမြဲတမ်းအရေးလို့ရှိနေမယ်ကောင်းလေးမင်းတို့နှစ်ယောက်ကဒီမှာလာပြီးစကားတွေကောင်းနေတာပေါ့ဘာတွေများပြောနေတာလဲကွာဟမ် ဘာမှပြောဘူးကိုကြီးဒါကျွန်တော်ရဲ့မကြီးလေးလေ ငါသိပါတယ် ဟာကိုကြီးကမကြီးကိုသိတယ်ဟုတ်လား သိတာဘောကောင်းလေးမင်းနဲ့ပတ်သက်တဲ့ကိစ္စမင်းနဲ့ပတ်သက်တဲ့အကြောင်းအရာမှန်တယ်ဗျာမင်းမပြောလဲငါသိပြီးသားပါ ကိုကြီးကဒါဆိုကိုကြီးက ကောင်းလေးမင်းကဘာမေးခွန်းမှမမေးပါနဲ့ကွာငါတောင်းမှန်ပါတယ်အေးဒီအကြောင်းတွေကိုငါမပြောလဲတနေ့နေ့တစ်ချိန်ချိန်မှမင်းသိလာမှာပါခုတော့ခဏလေးသိခံလိုက်အောင်ကောင်းလေးငါအခုဒီကိုလာတာမင်းတို့နှစ်ယောက်လုံးအတွက်အရေးကြီးတဲ့ကိစ္စတခုပြောစရာရှိလို့ ဘာပြောမှလဲကိုကြီး မင်းရောမင်းမကြီးဆိုရယ်ဟောဒီမိန်းကလေးရောအရင်ရတဲ့ပို့ပြီးသတိထားလိမ့်မယ်မင်းတို့နှစ်ယောက်စလုံးအတွက်အန်ဒီယာကအရင်ရတဲ့ပို့ပြီးများလာပြီမင်းတို့စိတ်ထဲမှာမှတ်ထားလိုက်ဟုတ်လား ကိုကြီးကဒီကိစ္စဘယ်လိုလုပ်ပြီးသိ ဟာကောင်းလေးမေးပြန်ပြီငါ့ကိုဗာမေးခွန်းမှမမေးပါနဲ့လို့မင်းကိုတောင်းပန်ထားတယ်လေဟမ်ကောင်းလေးမင်းတို့မောင်နှမနှစ်ယောက်ကဒီမှာစကားကောင်းနေလို့အန်ဒီယာကောင်မတွေ့လိုက်တာဘူးအေးငါတော့မင်းတို့အန်ဒီယာပေးမဲ့အန်ဒီယာကောင်တည်တည်တခြားတွေ့လိုက်တယ်အေးပါကောင်းလေးအဲ့မင်းမင်းပါငါပြောရတာမမေ့နှစ်ယောက်စလုံးသတိထားဖို့သွားပြီကိုကြီး ငါမောင် ကိုကြီး ငါမောင် ဗျာမီး သူကဘာလုပ်လဲ ဟောအဲ့အကြောင်းတွေပြောရင်အရှိကြီးပဲမကြီးဟာကျွန်တော်လေအရင်ကအေးစစ်ရှင်းပြမယ်နော်အိမ်ပြန်ကြအောင်နော်ဟုတ်လား
မင်းတို့ရောက်လာတာလဲအတော်ပဲပေါ့မင်းတို့စကားပြောရရှိမင်းတို့သိထားတဲ့ရန်အောင်နဲ့ရန်အောင်ကိုပြောငါအကိုရေခောက်အောင်တာငါရဲ့တူရင်းနေအိမ်မှာရှိတဲ့သမီးကငါရဲ့ချွေးမငါစီးပွားရေးနဲ့ပတ်သက်လာရင်ဘသူမှမငယ်ဘူးဆိုတာမင်းတို့သိပါတယ်ဟုတ်ကဲ့သိပါတယ်ကျွန်တော်တို့ဗာဆက်လုပ်ခုငါတို့လုတ်ခဲ့တဲ့လုတ်ရက်တွေဟိုကောင်အငယ်ကောင်ရန်အောင်နဲ့ငါချွေးမရိပ်မိနေကြပြီကွာအဲ့ဒီတော့သူတို့ဒီတိုင်းလွတ်ထားလို့မဖြစ်ဘူးငါတို့တစ်ခုခုလုံမှဖြစ်လိမ့်ဆရာကြီးပြောနေတဲ့ပစ္စည်းဆိုတာဘာပစ္စည်းလဲကျွန်တော်တို့သိလည်းမသိဘူးမြင်လည်းမမြင်ဘူး ဆရာကြီးခိုင်းခဲ့တဲ့အလုပ်တွေကိုကျွန်တော်တို့အားလုံးလုပ်ခဲ့ခုချိန်ထိကျွန်တော်တို့ဘာမှမသိဒါဆိုရင်ကိုလေးနဲ့မမလေးကိုကျွန်တော်တို့ရှင်းပြမလားဆရာကြီး ပစ္စည်းလည်းမမြင်ရှေ့မှာလူသားမှုတစ်ခုကလည်းဖြစ်တာကျွန်တော်ဗာဆက်လို့ရမှာဆရာ ဘုံလုံးစားတဲ့ကြားထဲမှာမင်းကတွေးကြောင်တဲ့စကားတွေပြောနေတယ် ဟုတ်တယ်ဆရာကြီးကိုရအောင်တော့အနောက်ကိုဒီတိုင်းလွတ်ထားလို့ရှိရင်ကျွန်တော်တို့ရှစ်ဆက်ပြီးအစင်မပြေနိုင်ဘူးဆရာကြီး အေးမင်းတို့အားလုံးပြောတာတွေအမှန်နေကြည့်ပါတကယ်တော့ဒီအိမ်ကြီးနဲ့စီးပွားရေးလုပ်ငန်းအားလုံးဟာငါပိုင်တာတွေမဟုတ်ခဲ့ဘူးငါရဲ့အကိုကြီးပိုင်နေတဲ့ပစ္စည်းတွေကြီးပဲသူတို့အားလုံးမရှိမှဒီပစ္စည်းတွေကငါပိုင်ဒါကြောင့်ရန်အောင်နဲ့ငါချွေးမကြီးရှင်းတဲ့ရှင်းပြရမှာဒါမှငါဖြစ်ချင်တာတွေငါလိုချင်တာတွေအားလုံးငါပိုင်ဆိုင်ရမှာပေါ့ကွာငါပိုင်ဆိုင်မှမင်းတို့အားလုံးလည်းအဆင်ပြေမှာပေါ့မနှမ်းနဲ့ဆိုကိုယ့်ရဲ့မွေးနေ့ရောက်နေပြီပဲကိုယ်ဆုံးနေနေနဲ့ကိုယ့်ရဲ့မွေးနေ့ဟာတနေ့တည်းပါလားကိုယ့်ရဲ့ချောလေးကိုတနေ့မှမမရပါကိုယ့်ရဲ့သမီးလေးဒီလောက်ထိလဲစိတ်မကောင်းဖြစ်မနေပါနဲ့သမီးလေးမနှက်ဖန်ဆိုရင်ငါတူကြီးမောင်ရနောင်သူမွေးတဲ့နေ့နဲ့လူဘွားကြီးကစွန့်ခွာသွားတဲ့နေ့ဟာတရထက်ဖြစ်နေအဲ့ဒါဦးလေးလည်းသိပါတယ်ကွာဒါကြောင့်မလို့မနှက်ဖန်သမီးလေးကိုခေါ်ပြီးမောင်ရနောင်ရှိတဲ့နေရာကိုသွားပြီးကောင်းမှုကုသိုလ်လေးလုပ်ပြီးစုလေးပါလေးတောင်းပေးမှုဥစိတ်ကူးနေတာဟုတ်ကဲ့လေးလေးအခုလိုကိုယ်ကိုစဉ်းစားပြီးတဲ့အတွက်လေးလေးကိုကျေးဇူးအများကြီးတင်ပါတယ်သမီးရဲ့သမီးကဦးရဲ့သမီးဆိုလဲဟုတ်တယ်ငါတူကြီးမောင်ရန်အောင်ဆိုတာလေဦးရဲ့သားတစ်ယောက်လိုပါပဲသမီးတို့အပေါ်မှာဒီလောက်မှနားလည်မပေးဘူးဆိုရင်ဦးလူဆိုးကြီးတစ်ယောက်ဖြစ်နေမှာပေါ့သမီးရဲ့
ဘာဖြစ်တာလဲကဟဲ့အောင်ဘာဖြစ်တာလဲ ကပ်ပြတ်သွားလားမသိ ဟာဒါဆိုရင်ဒီနားမှာကားဝါရှော့ပဲမရှိလဲ ဘယ်တော့မှရှိမှာမသိစင်ကြည့်အောင် ဟာကွာမင်းတို့တွေရတယ်ကဲသမီးဒီနေရာခဏနားရင်လည်းလင်းချင်းလေးခံနေလိုက်ပေါ့နော် ဟုတ်ကဲ့လေးလေး တူမကြီးဒီနေရာမှာတူမကြီးတယောက်တည်းနေရဲလား ဟုတ်ကဲ့လေးလေးဒီနားလေးကတမိမျက်စိမမြင်ရပါပဲလေကောင်းလေတန်းရတော့နေရဲပါလေလေးလေး အေးအဲ့ဒါဆိုရင်ဦးလေးကားခဏသွားပြင်လာအောင်မကြောက်ဘူးနော်ပြန်လာခဲ့မယ် ဟုတ် ကဲလေးလေးသွားမယ်နော် ဟာဟေ့ဘာဖြစ်လာလဲ ကိုကမကြည့်ဘူးလူတစုကားနဲ့တင်ခေါ်သွားတွေ့ခဲ့တယ်ကွာကြည့်ရဒီလူတွေမရိုးသားဘူးကွာ မချိုးကလည်းမျက်လုံးမမြင်မဆက်နဲ့ဘာလို့ထိတ်သွားလဲမသိဘူးနော်ဟုတ်ငါတို့ဘယ်လိုလုပ်ကြရင်ကောင်းမလဲ ဟာဘယ်လိုလုပ်ရမလဲငါကိုအောင်သွားပြမှဖြစ်မယ်ဟာကြပါလေလာသွားပြမယ်လား ကိုအောင်မကြီးမချိုးလေလူစုကကားနဲ့တင်ပြီးခေါ်သွားလို့တဲ့ဘာတူလဲရှင်တို့ဘာတူလဲလေး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 ရှိလားလေ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 းရှိရမလားလေးလေးရင်မွေးနဲ့သမီးရနေရနော်လေးလေး မေးကွာရောက် ဓမ္မနေမျက်လုံးမမြင်ရတဲ့အတွက်ငါတို့ဘာမှလုပ်လို့မရဘူးငါတို့မေးတော့ကောင်းကောင်းမဟုတ်ဘူး နှစ်ယောက်ကြာနေကိုပြေးခဲ့တဲ့မျိုးဘာမှလဲ ဘာလာမေးနေရလဲကျမဘာမှမသိဘူးလေ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 းဘာကြီးလောက်နေရလဲ လိမ်မချိုးသားနဲ့တော့အမေဘဘာမှလဲ ကျမဘာမှမသိတော့ပြောပြီးပြီလေ ဟာဘယ်လိုရလား တူမကြီးကိုဦးလေးအေးစစ်စစ်မေးမင်းရဲ့ယောက်ျားရန်အောင်မသေးခင်ကသူ
သူ့လက်ထဲမှာစိန်တုံးကြီးရှိတယ်ဆရာပြောသလိုအလုံးအအဲ့လောက်ကြီးတယ်ဆိုရင်အခုခေတ်ကာလပေါက်စေရတန်ဖိုးကိုဖျက်လို့မရဘူးနော်ဆရာဒီတိုင်းမနေတော့မှာအဲ့ဒီပစ္စည်းသာဆရာလက်ထဲကိုရောက်လာတော့ဆရာမလို့ချင်ဘူးဆရာကအဲ့ပစ္စည်းပိုင်ဆိုင်နိုင်ရမယ်ဆိုရင်ဆရာရဲ့ဘဝပြီးပြီဘာမှလုပ်ဆရာမလို့တော့အဲ့ကြောင့်ငါဘာလုပ်အောင်မင်းကြံပြီးလို့အကုန်ရန်အောင်နဲ့သေပြီအဲ့ပစ္စည်းလည်းအခုပဲရောက်နေမှာငါမသိဘူးရန်အောင်သေပြီဆိုတော့အဲ့ဒီပစ္စည်းကသူ့မိန်းမလက်ထဲမှာကိုရှိနေတာမင်းပြောတော့လွယ်လိုက်တာအဲ့ကောင်ကကြိုးကန်းနေတာမဟုတ်ဘူးကျွန်တော်ကြံရပြီဘာကြံလဲပြောပါမြန်ပြောသမှာဆရာအဲ့ပစ္စည်းမလို့ချင်ဘူးလားဟာလိုချင်တော့ဘူးကဲမင်းကြံပြောသမှာမြန်ကန်းအောင်လုပ်လိုက်ကန်းဘာဘယ်လိုလုပ်ရမှာဟာဆရာလွယ်လေဒီကောင်မလေးကန်းအောင်ဆေးခတ်လိုက်ကောင်မလေးမျက်လုံးကွယ်ပြီးကန်းသွားတာလေဆရာသူ့ဟာသူသားလေးရှာပြီးယူလိုက်ဆရာထုံးလို့ပြည့်ရစီလေးကျွန်တော်ပါတယ်လို့ဟောပြေဆုံးလားပြည့်တယ်အေးဒါဆိုရင်ငါတိုက်ခိုင်းလို့ဆိုရင်ဒီကိုလည်းတော့တိုက်လိုက်မလေးဆရာမမလေးကိုစိတ်တက်တယ်
အဲ့စိတ်နှုံးကြီးကိုမြေပုံစာရေးပြီးတော့ဖွက်ထားတယ်အဲ့မြေပုံစာမင်းလက်ထဲမှာရှိအဲ့မြေပုံပဲမှာ မသိဘူးဘာမြေပုံမှမသိဘူးသမီးကိုအကိုဘာမှမပေးခဲ့ဘူး အဲ့မြေပုံကမင်းလက်ထဲမှာအပ်ထားခဲ့တယ်အဲ့မြေပုံငါလိုချင်တယ် မသိဘူးဘာမြေပုံမှမရှိလို့လေးလေးကိုပြောပြီးပြီလေ အဲ့တံမိုးမပြတ်နိုင်တဲ့စိတ်နှုံးကြီးရှိအဲ့စိတ်နှုံးကြီးကိုငါလိုချင်တယ်အဲ့ဒါကြီးပဲမှာလေအဲ့ဒါကြီးငါပဲ မသိဘူးဘာမှမသိဘူးသမီးမဘာမြေပုံမှမရှိဘူး နေခံညင်းမနေနဲ့အဲ့ဒါနေလက်ထဲမှာရှိတယ် မသိဘူးမရှိလို့ပြောပြီးပဲ နင်လိမ့်နေတယ်နော်နင်လိမ့်နေတာနင်ညာနေတာအဲ့စိတ်လုံးကြီးပဲမလားဘယ်ကောင်ခါပြီနော်ဟုတ်ကဲ့မင်းရှိပါဆရာဟုတ်ကဲ့ပါဆရာဟုတ်ကဲ့အဲ့ကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်လည်းအစွမ်းကုန်ကြိုးစားနေပါတယ်ဆရာအခုလောလောဆယ်အခြေအနေမှာလည်းကျွန်တော်တက်ကွင်းထဲကိုရောက်နေပါကားကောင်တွေနောက်ကိုလိုက်နေပါတယ်ဟုတ်ကဲ့နားလဲပါဆရာသိချပါအများဆုံးကောင်တွေပုံနိုင်အောင်ကျွန်တော်ကြိုးစားပါလေးသားပါ ညီလေးကျွန်တော်တို့ခဏကြာပြန်လာညီလေးဒီမှာခဏနေကြနေရတယ်မလားနေရမှာအော်ညောင်းမှာဦးလေးလောဘတိုက်ပြီးရှာနေမြေပုံအမမရှိပဲမမောင်ယူရနော်ဒီနေ့ကျွန်တော်ချက်ပြန်လာခဲ့ပြီနေရတယ်နေရကွာကျွန်တော်ဘာဆက်လုပ်ကြမလဲ ညီပုံရလာပြီဆိုတော့စိန်ရှိတဲ့နေရာသွားချဖို့ပဲရှိတော့ ဒါဆိုလည်းအများရှားလဲအောင်အထင်မရှိဘူးကွာ ကိုမီယူဒီတိုင်းထားခဲ့လို့စိတ်ချပါမလား စိတ်ချမှာပါကိုတို့တော့လာတိတ်မကြတော့ပါဘူးကဲကြောက်နေကြတော့ရအောင် က
နော်နော် ဟုတ်နောက်တော့ဟိုကဆိုင်ငယ်နဲ့ပြင်မှာပဲစောင့်နေတယ် ဟောပြီးရောမြေပုံစာညွှန်အရဆိုရင်ရှေးဟောင်းအုပ်ကူအပြည့်ရဖျားလေးတဆူငွေငကိုင်းနှစ်ကောင်ရဆိုဒီနေရာသိကြနေပြီပေါ့ ဟုတ်တယ်အဲ့ဒီချက်လက်တွေဒီမှာပြည့်စုံရှာကြည့်အောင် ဒီထဲမှာရှိတယ်မောင်လေးပြန်လာလားမောင်လေး ဘာကောင်လေးလာခဲ့ဟာ ဒီနေရာဖြစ်နေတယ်ကွာဒီမှာအမှတ်သားတွေ့ ဟုတ်တယ်ဒီနေကျင်းနေတော့တယ်ဟုတ်တယ်ဒီနေဖြစ်နိုင်တယ် ခဲနဲ့ထုတ်ကွာရဖွင့်ချင်对。ဒီလာတော့ ဟဲ့လူကြီးခဏတော်ရုံမှာပတ်ဆက်တဲ့လူကြီးဗျအများလိုလူနဲ့ကျုပ်ဆွေမျိုးမတော်ကြည့်ဘူးဆွေမျိုးတို့ကမရှက်တယ်ဗျ မတော်ခင်လဲမတော်နဲ့ပေါ့ကွာဆွေမျိုးတွေသားချင်းတွေငါနားမလဲဘူးငါလိုချင်တာကျွဲဝါချမ်းသာမှုပဲကွာဟဲ့မြန်မာတို့ငါလိုချင်တဲ့စိတ်ပါတယ်မဟုတ်လား
跳嘞！哎狗，这三米了，我弄谁了？在这。跳！哎狗，这是了。小强，你们年轻人来看。哎，ဒီမှာပြင်းလားမင်းမကြီးရောမင်းကောင်မလေးရောငါတစ်ထဲမှာရောက်နေပြီသလားမင်းလှုပ်ရှားလိုက်တာနဲ့ငါတို့ပြစ်တတ်လိုက်ဒီမှာလဲရောက်ငါလိုချင်တဲ့စိတ်မင်းချီမှာပါလာခဲ့တယ်ဘေးအဲ့ဒါငါ့ကိုပြီးတယ် ငါလို့ပြရပါမပေးနိုင်ဘူးခင်ဗျားကဘာဆိုင်လို့လဲဟမ် ဟဲ့အမေကိုအေးစစ်စစ်ပြောနေနော်တဲ့အဲ့ပြည်စင်ကလာပေးတာ အဲ့ဒီပစ္စည်းခင်ဗျားပစ္စည်းမဟုတ်ပေးတယ် ပေးနိုင်မို့လားအေးမပေးနိုင်ရင်မင်းကောင်မလေးကတတ်ပြစ်လိုက် ခင်ဗျားမရုံပါနဲ့တော့ အေးခင်ဗျာအသက်ကြီးပြီးချိန်မစည်းရဟမ်ဒီမှာခင်ဗျာလောဘရဲ့သားကောင်ဖြစ်နေပြီခင်ဗျာရဲ့လောဘရဲ့ခင်ဗျာကိုဒီပြန်ဒုက္ခပေးလိုက်အဲ့ခင်ဗျာသိရမဆက်ပြီးမနဲ့ချင်ပါလားအေးစိတ်လည်းနဲ့ချပြီးဖမ်းချလိုက်ပါခင်ဗျာလက်ထက်သားကိုချလိုက်ပါဟဲ့မင်းကငါ့ကိုဆရာလာလုံနေတဲ့အကြောင်းရှိဘူးမင်းတနကအောက်ကိုချလိုက်ညကပြောနေမင်းတနအောက်ကိုချလိုက်မင်းတော့မချရင်ငါတက်တက်လိုက်တော့ဟဲ့ချလိုက် ဟဲ့လူမလုံးနဲ့နော်ပြစ်မရှိလို့ဘာတော့ကောင်းပေးနေတော့အများလိုချင်တဲ့ပစ္စည်းကျုပ်ပေးမယ် ဟဲ့မင်းတဲ့တနအောက်ချလိုက်တာဒီမှာတွေ့လားဟုတ်မှာ
လူလာပဲလူလာပဲ ကြောင်ဒီလေကောင်းလေကြောင်တော်ပါတော့ကွာမင်းစိတ်ကိုမင်းထိတ်မဟုတ်တော်ပါတော့ကွာမင်းအဲ့လိုဒေါသကြီးနဲ့စိတ်လိုက်မှမလုပ်ပါနဲ့မင်းစိတ်ထင်တိုင်းရှောက်လုံနေမှာဆိုရင်တရားဥပဒေဆိုတာလက်ကားဖြစ်သွားမှာကြောင်ဟိုကြည့်လိုက် မောင်လေးဘာဖြစ်သွားသေးလဲ ကြီးကျော်ပါပြီ ကောင်းလေခုချိန်မှာပြဿနာတွေအားလုံးပြီးသွားပြီလို့ပဲသဘောထားလိုက်တော့ပါမင်းလည်းတက်တာသွားပြီပေါ့ငါ့ကိုဘာမေးခွန်းမှမေးစရာမလိုတော့ဘူးအားလုံးမင်းသိသွားပြီဟုတ်တယ်မလားကိုလည်းလှုပ်ဆရာလေးရှိသေးလို့ခွင့်ပြုဟုတ်ကဲ့ကဲခွင့်ပြုကြအောင်လို့ ဝင်လာပါတယ်ကွယ် ပြေးလို့လား ရင်းအောင်ရင်းအောင်လေးကိုလှုပ်